ငါအောင်ဟိုဆောက်တီဆောင်းနဲ့ငြိမ်ငြိမ်နေလို့မရဘူးလားငါမျက်စိနောက်လာပြီကျွန်တော်ငြိမ်ငြိမ်နေဖို့ကအရေးမကြီးဘူးအခုဆန်ဦးထဲမှာဆန်မရှိတာဘယ်လိုလုပ်မလဲငါလည်းအိကိစ္စတေချာစဉ်းစားနေပါတယ်မင်းကလည်းထမင်းကလေးတစ်ရက်လောက်မစားရရင်တည်သွားမှကြားနေတာပဲဘာတစ်ရက်လဲဆရာကြီးဒီနေ့နဲ့ဆို3ရက်လောက်ရှိတော့မှာဆရာကြီးကိုခန္ဓာကိုယ်လဲကိုပြန်ကြည့်အောင်နွားရဆိုရင်ဂျိုနဲ့တည်ပဲကြံတော့မှာဟဲ့ကောင်ငါ့ကိုနွားနဲ့နှိုင်းရသလားဆရာတို့ကိုနွားနဲ့နှိုင်းတာမဟုတ်ပါဘူးကျွန်တော်ကအဖြစ်ကိုပြောတာပါထားလိုက်တော့မနှက်ဖြတ်ငါလို့ဟင်းစားရဖို့အမေလိုက်ထွက်မယ်ငါအောင်နဲ့ငါထုံးဒီညနေကလေးကလိုအမဟတွေကိုတေချာစီစဉ်ထားကြဟုတ်ကဲ့ဆရာတော့ဒီလိုနဲ့နောက်တစ်နေ့မှာပေါ့ငါအောင်လို့ဆရာတော်ပဲတုံးရောက်အမဲလိုက်ထွက်လာခဲ့တာတနေ့တောင်ကုန်တော့မယ်အခုတည်းထိဘာတားကောင်မှမရသေးဘူးဟိုနှကောင်တားကောင်ချေရတယ်တေချာကြည့်ဟုတ်ကဲ့ဆရာကြီးငါအောင်ကခဏနေကြတော့လှမ်းခေါ်လိုက်တယ်ဆရာတော်နဲ့ငါထုံးဒီမှာငါစာတွေ့ပြီဒီမှာလာကြည့်ကြအောင်နှစ်ယောက်တာကျွန်တော်အနာအပြေးကလေးရောက်လာပြီဆရာတော်ကနေပြီးတော့ငါအောင်မင်းဘာစာတွေ့လို့လဲဒီမှာလေးဆရာတော်ခွေးကြီးပုံနည်းနည်းတော့အပုံကြီးမဟုတ်ဟာဒီကောင်မောရတဲ့အထက်စောက်ခွက်လက်ပြောင်းနေတယ်ငါစောက်ကန်လိုက်ရဆိုပြီးတော့ကန်ပြီးပြီလေခဏကြာတော့ဆရာတော်ကကြားချီရတခုတွေ့တယ်ဟဲကောင်လေးဒီမှာငါကြားချီရတွေ့ပြီငါတို့ဒီတစ်ပင်နားမှာလင်းစင်ထိုးပြီးတော့စောက်ပြကြမယ်ဟိုကောင်ကအောင်မင်းအခုညနေစာစားဖို့တခုခုလိုက်စားလိုက်ငါနဲ့ငါထုံးနဲ့ပဲလင်းစင်ထိုးလိုက်မယ်ပြီးခဲ့တဲ့အခေါက်ကမင်းလင်းစင်ကိုကျိုးနဲ့မချီပဲတည်ရခွင်းနဲ့ချီလိုက်လို့ငါလင်းစင်ဘော်ကဖင်ထိုင်ရကြတာတချမ်းမှဆောင်းသွားတယ်ဘာဆောင်းသွားတာလဲဆရာကြီးဘာဆောင်းရောက်မလဲဟာခါဘောဟာခါဆောင်းသွားတာကျွန်တော်လဲဒီနားမှာဘာစားစရာတွေ့မလဲလို့လိုက်စားလိုက်တာဟောဟိုခြုံဖို့နားမှာဥကလေးတုံးလုံးပါလားဒီလိုစီးမရှိကမ်းမရှိကြုံရဥတက်တာဒါကြက်ဥပဲဖြစ်ရမယ်ဆိုပြီးကျွန်တော်စခန်းကိုယူလာလိုက်တယ်ပြီးတော့မီးဘုတ်ကယူနေအိုးထဲမှာထည့်ပြုတ်လိုက်တယ်အဲ့ဒီချိန်မှာအပြင်ကနေတငယ်တောင်ဖွန်ကြောင်ပြီးပြန်လာတဲ့မွေမဘဒူနဲ့ရလို့ရမှန်းမသိတဲ့သူ့ရဲ့ဒူးမနာဥကလေးတုံးလုံးပျောက်လို့လိုက်ဆန်နေတယ်ဘဒူတွေလဲငါအပြင်ခဏတော့မှငါရဲ့ဥကိုခိုးသွားတာတွေးလို့ကတော့တီးပြီးတာမှတ်ဒီအနီးနားမှာဘဒူတွေလာသွားလဲဆိုပြီးအနက်ခံချင်းအောင်မှမွေမလမ်းဘေးနာကခွေးချီးပုံကိုနမ်းပြီးတော့ထွေးခွေးချီးပုံကြီးဒီခွေးတွေကလည်းလမ်းမပေါ်မှာချီးမပါရဘူးဆိုတာတူလို့မိဘတွေမဆုံးမထားဘူးလားမသိဘူးခဏအကြာမွေမလိုက်စားလိုက်တာတစ်ပင်ပေါ်မှာလူ3ယောက်ဥစားနေတာမွေမမြင်သွားပြီးတော့အော်လက်ဆက်တက်တော့တင်းတို့လက်ချက်ကိုမွေမကအောက်ကနေပြီးတော့လှမ်းခေါ်လိုက်တယ်ဟဲ့လူတွေတစ်ပင်ပေါ်ကလူတွေဟဲ့ငါတို့ကိုတယောက်ယောက်လှမ်းခေါ်နေတယ်လို့ပဲဟုတ်တယ်ဆရာတော့ကျွန်တော်တို့2ယောက်လဲကြားလိုက်တယ်စာမနေကြနဲ့ငါကတက်ပင်အောက်ကခေါ်နေတာအော်လက်ဆက်တော့မွေမကိုနင်တို့တွေငန်းဥကိုစားလိုက်တာဆရာကြီးကနင်ဘာတွေလာပြောနေတာလဲငါတို့ကဘာလို့နင်ဥကိုစားရမှာလဲနင်အခုစားနေတာငါရဲ့ဥဟဲ့မပါရဲ့ငါအောင်နင်ဒီဥကိုဘယ်ကရတာလဲကျွန်တော်လဲဟိုခြုံနားမှာကြက်ဥထင်ပြီးတော့ကောက်လာတာမင်းကတော့ကွာစောက်ပြဿနာစားလိုက်ပြန်ပြီငါပြောထားတယ်မဟုတ်လားမွေဥတွေကိုမယူလာဘူးကျွန်တော်လဲကြက်ဥထင်လို့ပါကြက်ဥထင်လို့ယူလာတာပါဆရာကြီးအဲချိန်မှာမွေမကနင်တို့ငါဥကိုစားထားတာဘယ်လိုပြန်လုပ်ပေးမှလဲကျွန်တော်လဲငါတို့ကဘာလုပ်ပေးရမှာလဲဘာမှမလုပ်ပေးနိုင်ဘူးနင်တက်တီးရှိရင်တစ်ပင်မော်တက်လာလေငါတို့က3ယောက်နေငါ1ယောက်ထဲဘာလုံးနိုင်မှာမိုးလို့လဲဆိုပြီးတော့ကျွန်တော်မွေမကိုစိန်ခေါ်လိုက်တယ်မွေမကတေချာစဉ်းစားလိုက်ပြီငါတက်ပင်မော်တက်သွားရင်လည်းငါက1ယောက်တည်းဟိုက3ယောက်မဖြစ်သေးဘူးဟိုကငါ့ကိုမူစကူထိုးလိုက်လို့နောက်ထပ်ဥကလေးလေးပါပြန်ထွက်လာအောင်မယ်မဖြစ်သေးပါဘူးမဖြစ်သေးဘူးငါရဲ့တဲပြန်ဂရုတွေကကိုမောင်လေးတွေကိုအကူညီတောင်းအောင်မဆိုပြီးတော့ဖုန်းဆက်လိုက်တယ်ဟယ်လိုညပိုင်းအမကိုအမြဲအားပေးနေတဲ့မောင်လေးတို့လားဟုတ်ပါတယ်မမကိုလေလူဆိုးတွေအနိုင်ကျင့်နေလို့အဲ့ဒါမောင်လေးတို့ကူညီပေးပါလားနော်အော်မအခက်ခဲကြုံနေတာမောင်လေးတို့ကကူညီရမှာပေါ့မမရှိရင်ညဘက်ဆိုမောင်လေးတို့ရောင်ချာဖြစ်နေမှာကျွန်တော်တို့အခုပဲလာခဲ့မယ်နော်
ခဏကြာတော့မွေမခေါ်ထားတဲ့သူ့အပေါင်းပတွေရောက်လာတာအများကြီးပဲဘဲကောင်တွေလဲကွာငါမမကိုအနိုင်ကြီးနေတာမောင်လေးတို့ဟိုတစ်ပင်ဘော်ကလူ3ယောက်ပဲမင်းတို့ကောင်နေတာငါမမကိုအနိုင်ကြီးနေတာကျွန်တော်ကလည်းစိတ်တူတာနဲ့ဟုတ်တယ်ကွာငါတို့ပဲမင်းတို့ကောင်တွေကမကြည်နဲ့ဘူးလားဟုတ်တယ်ငါတို့မကြည်နဲ့ဘူးမင်းတို့ကောင်တွေမကြည်နဲ့ရင်တစ်ပင်ဘော်တက်လာခဲ့စမ်းငါအောင်ဘာကောင်လဲပြရတာပေါ့အဲအချိန်မှာဆရာကြီးကကျွန်တော်ရဲ့နရင်ကိုတစ်ချက်အုပ်လိုက်ပြီးဟဲကောင်ငါအောင်ဘာတွေတွားစိတ်ခေါ်နေလားလဲဆရာကြီးပဲပြောထားတယ်မဟုတ်လားလင်းစင်ဘော်ကိုဘာတားကောင်မှမတက်နိုင်ဘူးဆိုပြီးဒီကောင်နဲ့တော့ငါပြောထားတာကြားတို့တော်ဝတ်တို့ကိုပြောတာဟိုမှာမင်းရောက်ဖမှုတွေကတစ်ပိမော်တက်တယ်ကွတစ်ပိမော်တက်တယ်မတေးချင်းရင်ဆင်ပြေးဆိုပြီးဆရာကြီးစကားတော်မဆုံးနေဘူးကျွန်တော်နဲ့ငါထုံတစ်ပင်အောက်ကိုရောက်နေပြီလေတော်တော်အားကိုရတဲ့အကောင်တွေဒါမျိုးကြတော့တွတ်ထားဟဲ့ကောင်တွေငါ့ကိုလည်းစောက်ကြအောင်ဆိုပြီးဆရာတစ်ပည့်3ယောက်ပြေးလိုက်တာရွာရောက်တဲ့အထိပဲဖတ်ဖတ်ကိုမောလို့ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တင်ဆက်ပေးတဲ့ဇလန်းကိုကြိုက်တဲ့ဆိုရင်တော့ဖြစ်ကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ